ဒီနေ့မှာတော့ညီမကပတ်ဆိုင်ပလိုက်ပေါင်းတစ်ခုဖတ်ပြမှာ အဲ့ဒီအပြက်သွားတွေ့ထွက်လာတယ် ခုညီမကြာလေးရှင်း သူ ပြ လည်းမလေးအဒီကပါတဲ့လက်သေးလေးရတယ်ဒီလိုလက်သေးမျိုးပဲရှိတယ်အပြရတယ်သူ နားလေးနော် ပူလေးပါ ဘာပတ်ဆိုင်နေတော့မသိဘူး အဲ့ဒါလေးအောင်ကအဲ့ဒါ ရှင်းပတ်ဆိုင်နေ ဆရာကလည်း ရှင်း ပြောတ ပတ် ယ်ကော ဆိုင်ကြည့်ပါ ဟိုမင်းတရားလေးကဖြတ်ပြစ်မလားဟာလေ 20 အဲ့ဒါသူတစ်ချိန်ရဘယ်လိုပြောရမလဲပုံကြီး ဒီမ မ ကြည့် င်းတို့တော့ 20 အဲ့လိုပို့ပြီးတော့ပါလာခဲ့တာမင်းတို့တော့ပို့ပြီးတော့လိုချင်လို့ရတယ် 20ချက်ပါ အဲ့ဟိုသေးသေးလေးရဖြတ်ပြီးလိုက်ပြီးရော 20ချက်ပါ အဲ့မပြတ်ဘူး 20ချက် မကြိုက်ဘူးအဖိုးကြီး ဒီစားလေး20ချက်ပဲဒီစားရောနည်းနည်းပြဲနေပြီပေါ့နော်20ချက် မကြိုက် အဲ့ဒါလည်းပြဲနေ တောင်းပေးပါချက် 20ချက်ပဲ ဘယ်လိုခံဘာလို့ခဲနေဟောဖြတ် ဒီမှာ နေ တက် စမ်း ဒီ နေ မှာ ဘူးမပေါ့ ဆမ်းမလေးမကပစ်နေတာဒီမှာဒီကတစ်ချက်ပေါ့ အဲ့ဒီကိုင်းဆိုရင်ရိုင်းလေရိုင်း အကြမ်းကလေးအဲ့ပိတ်ဖြစ်ပိတ်လိုက်ဟာဂျိုင်းလည်းမဖြစ်တော့ အဒီကြ အဲ့ဒီကပြင်တခါနေပြီပတ်စံ ဒါလေး ဒီမှာကလေးလေးနှစ်ခုကလေးလေးနှစ်ခုပါဒီမှာကလေးလေးနှစ် ချိန် ခု လေးပြ ပါ လာပြီလားဒီကြည့် မကြည့်ရှာ အေးဒီ မလေးလာပါဒါနည်းနည်း မ ငယ် လေးတောင်ကြီးဖျားမယ်လေးတောင်ကြီးဖျားပဲလိုက်ချင် ဒါလေးကနည်းနည်းငယ်လို့ပြီးမခေါ်တာဒါဒီနေ့ဟိုတင်ခေါ် ကိုသားနိုးပြဝိုင်းမမခေါ်မှာအကြည့် နေရ က လို့ လေးပါ အာသာလို့အောင်ဆိုမမယူနေလား မ မ ကြ ကြ ည့် ည့် ဒီလေးတော့ကစားစရာလေးပေါ့နော် ဟင်း အဲ့ဒါ200ဒီမှာတော့100ပေါ့နော်ဒီမှာပြပြီးပြီဆိုရင် မိုးတော့ပြတော့ပြီးတက်တာလားဗောဒါ ခဏလေးနော်5မိနစ်ပဲစောင့်ညီမနောက်ပြီးပြန်လာခဲ့မယ်နော်